အမျိုးသမီးတွေရဲ့မျိုးပွားအင်္ဂါဝါမှာပါလွာတဲ့အမေးပါတစ်ရှူအလွှာတစ်ခုဖုံးကွယ်နေပြီးတော့သူ့ကိုအပြိုမေးလို့လည်းခေါ်ပါတယ်။ဒီအပြိုမေးဟာလက်ဝက်ဆန်းကျဲတဲ့တေကေတာတစ်ခုမဟုတ်သလိုအမျိုးသမီးတူဦးရဲ့တန်ဖိုးကိုတိုင်းတာတဲ့စံနှုန်းလည်းမဟုတ်ပါဘူး။သူဟာခန္ဓာကိုယ်ထဲမှာအရေးကြီးဆုံးမဟုတ်ပေမဲ့အထင်အမြင်အလွဲခံရဆုံးသောတာမန်အစိတ်ပိုင်းတစ်ခုသာဖြစ်ပါတယ်။အပြိုမေးကိုဗဂျိုင်နာအဆိုရှင်လို့လည်းခေါ်ဆိုကြပြီးတော့အမျိုးသမီးသတိသားဘဝကလေးကစတင်ဖြစ်ပေါ်လာပါတယ်။ကိုယ်ဝန်ဆောင်ကာလ3လသို့မဟုတ်4လလောက်မှာပဲတအိမ်နဲ့အတူဖွံ့ဖြိုးလာခဲ့တာပါမိန်းကလေးငယ်ကလေးတွေကမွေးဖွားလာချိန်မှာဒီအမေးပါးက8နှစ်မိသားဖြစ်ပါတယ်သူ့ရဲ့ဒီနေရာကမိမကိုအဝအတွင်းဘက်မှာရှိပြီးတော့အထူက1မီလီမီတာကနေ2မီလီမီတာထိလောက်ပဲရှိပါတယ်မိန်းကလေးတွေအရွယ်ရောက်လာပြီးတော့ကြီးပြင်းလာတဲ့အချိန်မှာတော့ဟော်မုန်းတွေရဲ့လွှမ်းမိုးမှုကြောင့်သူကတဖြည်းဖြည်းပါလာပြီးတော့ပျော့ပြောင်းလာပါတယ်မူလပိတ်ထားတဲ့အခြေအနေကနေပြီးတော့မှယာတီသွေးလာဖို့အတွက်အစင်တစ်ဖြစ်အောင်အပေါက်တစ်တစ်လေးတွေပါဝင်တဲ့အကွင်းပုံတရံအဆောက်အုံလေးဖြစ်ပြောင်းလဲသွားပါတယ်။အပြိုမီးဟာပုံတရံတစ်မျိုးတည်းမဟုတ်ပါဘူး။သူ့ရဲ့ပုံတရံဟာလူတဦးနဲ့တဦးမတူနိုင်ပါဘူး။တချို့မှာတော့လာချမ်းပုံအပေါက်ကလေးတွေတချို့မှာဆက်ဝိုင်းပုံတချို့မှာကျတော့စကားပေါက်ကလေးလိုတစ်လေးတွေအပြည့်ပါဝင်ပါတယ်။ပုံစံမျိုးမျိုးရှိတာကကျန်းမာရေးကိုမထိခိုက်စေပါဘူး။ဒါပေမဲ့မွေးရပါလုံးဝပိတ်ဆို့နေတယ်ဆိုရင်တော့စိပညာအရာအပြိုမေးပိတ်ဆို့ခြင်းလို့ခေါ်ပါတယ်။ဒီလိုဖြစ်တဲ့အခါမှာတော့ယာတီသွေးတွေအပြင်ကိုထွက်မလာနိုင်တာကြောင့်ခွဲစိတ်ပြီးအပေါက်ဖောက်ကုသဖို့လိုအပ်ပါတယ်။ဇီဝကမ္မဗေဒခြုထောင်အရာကြည့်မယ်ဆိုရင်တော့အပြိုမေးရဲ့အဓိကလှုပ်ဆောင်ချက်ကရိုးရှင်းပါတယ်။သူဟာမိန်းကလေးငယ်လေးရဲ့ကလေးဘဝမှာအပြင်ဘက်ကဘက်တီးရီးယားနဲ့ယောဂပိုးမတွေဟာမျိုးပွားလမ်းကြောင်းကနေတဆင့်အင်္ဂါတွေကိုမဝင်နိုင်အောင်လို့ကောက်ွယ်ပေးပါတယ်။အရွယ်ရောက်လာတဲ့အချိန်မှာတော့အမေးပါပေါ်ကအပေါက်ကလေးတွေကယာတီသွေးကိုချောချောမွေ့မွေ့ထွက်စေပြီးခန္ဓာကိုယ်ရဲ့တန်တရားကိုပုံမှန်အတိုင်းလက်ပတ်နိုင်မှုအတွက်ထိမ့်သိမ့်ပေးပါတယ်။တချို့တဏ္ဍာရီတွေထဲမှာပြောဆိုနေရတာတော့တုပ်ဘူးတွေကိုစစ်ထုတ်တာအပြိုစင်ဖြစ်မှုကိုစစ်ဆေးတာတွေဟာအလူအများကပြောဆိုမှုတသက်တာဖြစ်ပြီးတော့သိပ္ပံပညာနဲ့လုံးဝသက်ဆိုင်ခြင်းမရှိပါဘူးစိတ်မကောင်းစရာကတော့ဒီအမေးပါနဲ့ပတ်သက်တဲ့အထင်မြင်လွဲမှားမှုတွေကဘယ်တော့မှမရတန့်ခဲ့ပါဘူးလူအများစုကအပြိုမေးပေါက်ပြဲတာဟာမျိုးသမီးတယောက်ရဲ့ပထမဆုံးလိင်ဆက်ဆံမှုကိုဆိုလိုတယ်လို့ယူဆပြီးသွေးထွက်တာနဲ့အပြိုစင်စစ်မစစ်ကိုစစ်ဆေးလေးရှိပါတယ်တကယ်တော့စိပညာရဲ့လေ့လာမှုတွေအရအမျိုးသမီးသုံးပုံတစ်ပုံခန့်ဟာအပြိုမေးပေါက်ပြဲတဲ့အခါမှာသွေးမထွက်ပါဘူးဒါအပြင်အားကစားလုပ်တာစပိန်စီးတာခုံပေါက်တာဒါမှမဟုတ်ယောဂစစ်ဆေးတာစတဲ့အကြောင်းရင်းတွေကြောင့်တဘာဝအတိုင်းပျက်စီးနိုင်ခြေလည်းရှိပါတယ်သူ့ရဲ့တရှိနေတဲ့အခြေအနေကဘသူတဦးတယောက်နဲ့တီးတန့်အတွေ့အကြုံကိုမှတိတိကျကျဖော်ပြနိုင်ခြင်းမရှိပါဘူးအပြိုမင်းကိုကြည့်ပြီးတော့မိန်းကလေးတယောက်ရဲ့တန်ရှင်းစင်ကြယ်မှုကိုဆုံးဖြတ်တာဟာအဓိပ္ပာယ်မရှိတဲ့လွဲမှားမှုတစ်ခုပါပဲသူဟာကိုချင်းတရားရဲ့တကားဝမဟုတ်သလိုအချစ်ရဲ့တက်တည်လည်းမဟုတ်ပါဘူးဒါကြောင့်တကယ်တမ်းကာကွယ်ထိန်းသိမ်းရမှာကပါလွာတဲ့အပြိုလာမေးရဲ့ပြည့်စုံမှုမဟုတ်ပါဘူးလူသားအချင်းချင်းပေါ်မှာနားလည်မှုနဲ့လေးစားမှုပဲဖြစ်ပါတယ်တည်တနာတွေကိုဖယ်ရှားပြီးတော့သိပ္ပံပညာနဲ့မေတ္တာတရားကိုအသုံးပြုပြီးအချစ်နဲ့ယုံကြည်မှုကိုကြည့်ရှုမှသာမှန်ကန်တဲ့စစ်မှန်တဲ့မေတ္တာတရားကိုရရှိမှာဖြစ်ပါတယ်စစ်မှန်တဲ့မေတ္တာရရကြပါစေရှင်